independent clause ဆိုတာကသမီးရဲ့ပြောရမယ်ဆိုရင် sentence အနေနဲ့ထုတ်လိုက်ရင် simple sentence လေဟုတ်တယ်မလား hello hello သမီးကြားရလား ဟုတ်ကြ independent clause ဆိုတာ sentence အနေနဲ့ပြောရင် simple sentence လေ simple sentence ဖြစ်တဲ့အတွက်ကြောင့်မလို့သူဒီ subject ပါမယ် verb ပါမယ်အခုမှ teacher ပြောထားရလေးတယ်သမီးကcoordinating ကိုညာရှင်းထည့်လိုက်တယ်အနောက်မှာcomplement လေးပဲပါတယ်ကွာ subject တွေ verb တွေမပါဘူးဖြစ်နေတယ် teacher တို့ compound sentence ရဲ့သဘောတရားက independent clause နှစ်ခုကိုပေါင်းတာလေကလေး ဟုတ် နော် independent clause နှစ်ခုကိုပေါင်းတာဖြစ်တဲ့အတွက်တို့ဘယ်လိုဖြစ်မလို့ ဒီမှာလေးသမီးတွေ့လား he likes coffee yet he prefers tea ဒီမှာ subject verb complement subject verb complement ပြောချင်တာသူတို့ဒီ independent clause ဆိုတာသူတို့ဘာသာသူတို့ခွဲထုတ်လိုက်ရင်လည်း sentence အနေနဲ့ရပ်တည်လို့ရတယ်လေ ဟုတ် နော်ဒီမှာအပုတ်တိုင်းမှာသမီးကြည့်လိုက်လေတွေ့လား subject ပါတယ် verb ပါတယ် complete idea ပေးတယ်တွေ့လားသမီး ဟုတ် အားဆိုလို့ရှိရင်သမီးရဲ့အပုတ်တွေကဗာလေးတွေပြင်စရာလို့တော့ဒီမှာလည်းပဲသမီးကြည့်လို့ရတယ်နော်ကြည့်လိုက်ရှေ့မှာဒီ coordinating conjunction ရဲ့အရှေ့ clause အနောက် clause ခြိုက်တဲ့ clause ကိုကြည့်လိုက်အကုန်လုံးဒီပါဖြစ်လေတို့ complete idea တွေပေးတဲ့ဟာတွေပဲလေ ဟုတ် ရသမီး ဟုတ်ရ ရပြီဟုတ်အားဆိုရင်သမီးအဲ့မှာဘယ်နှပုတ်ပြင်ရမှာတော့ number 2သမီး number 2ရယ် number 3ရယ် 2 3 5 2 3 5 6 2 3 5 6 10သမီး5ပုတ်ပြင်ရမယ်တော့သိလား ဟုတ် ကဲအဲ့ဒါလေးကိုအခုပြင်ပြီးရေးကြည့်ပါဦးဒီချက်ပြန်စစ်ပေးမယ်နော် ဟုတ် okay ဒီမဲ့ပေါ့ဒီမဲ့သမီးကြည့်လိုက်အရှိမလည်းပဲ independent clause ဟုတ်လားနောက်မှာလည်း independent clause အဲ့ဒီ clause နှစ်ခုကိုမှ comma conjunction နဲ့ဆက်မယ်နော် comma conjunction နဲ့ဆက်မယ်ဆိုတော့အဲ့ဒီ conjunction တွေကိုတို့က coordinating conjunction fan point လို့ခေါ်တာပေါ့နော်အဲ့ဒီ coordinating conjunction fan point နေနဲ့ဆက်တဲ့အခါမှာ independent clause နှစ်ခုရဲ့ကြားမှာ comma conjunction လေးနဲ့ဆက်ရမယ်ပေါ့ဆိုတော့ independent clause ကိုဆက်မှာနော်အဲ့ဒီမှာအဓိကအရေးကြီးဆုံးကသမီးအဲ့ဒီဆက်မဲ့ independent clause နှစ်ခုဒီအဓိပ္ပာယ်က related idea ဖြစ်နေရမယ်တစ်ခုနဲ့တစ်ခုဆက်ဆက်မှုရှိရမယ်သိလားမစီမဆိုင်နှစ်ခုကိုသွားဆွဲကပ်ပြီးတော့ပြောတာမျိုးမဟုတ်ဘူးကွာဥပမာသူတို့ဒီ compare လား contrast လား cause and effect လားအဲ့ဒါမျိုးပေါ့နော်အကျိုးအကြောင်းပြောတဲ့စကားလုံးတွေလားဥပမာဟဲဆိုပါတော့ number 1ဆိုရင် I wanted to join the debate club but the schedule conflicted with my science classes ဒီလိုပြောတာဟုတ်နော်အဲ့ဒီမှာကျွန်တော် debate club ကို join ကျင်တယ်ဒါပေမဲ့အချိန်ငါမအားဘူးဖြစ်နေရပေါ့ဟုတ်လား join ကျင်တယ်ဒါပေမဲ့မအားဘူးဆိုတော့ contrast idea နှစ်ခုပေါ့သမီး contrast idea နှစ်ခုဖြစ်တဲ့အတွက်သူက bad နဲ့ဆက်ထားတာအရှိ clause နဲ့နောက် clause ဒီဘယ်လိုဆက်နေလဲ idea အပြင်ဘယ်လိုဆက်နေလဲဩစัจကျင်ဘက်အပြင်ဆက်နေတယ်အဲ့ဒါမျိုးပေါ့သိလားကလေး ဟုတ် နောက် number 6ကိုကြည့်လိုက်သမီး number 6 I stay up late to finish my essay comma so I felt exhausted during the morning lecture နှစ်ခုဒီ cause and effect နဲ့ဆက်နေသိလားဘာဖြစ်လို့ဒီမနက်ခင်း lecture မှာ तू ပင်ပန်းနေရတော့ဩညကကောင်းကောင်းမအိပ်ပျော်လို့ပေါ့ဟုတ်လား ဟုတ် အဲ့ဒါမျိုးလေးတွေပေါ့နော်နောက် number 9ကိုကြည့်လိုက် she didn't like the movie nor did she enjoy the soundtrack အဲ့ဒီမှာလည်းပဲဒါကကြတော့တခုမှမဟုတ်ဘူးဆိုတော့အငင်းဝါကြအနေနဲ့တုံထားတာပေါ့နော်အဲ့လိုမျိုးပြောချင်တာကလေရှေ့ clause နောက် clause independent clause နှစ်ခုဒီတစ်ခုနဲ့တစ်ခု idea က related ဖြစ်နေဖို့လိုပါတယ်နော်ကဲအဲ့တော့ဒီမဲ့သမီးဒီချဲစာလေး၅ချောင်းရေးထားတယ်အဲ့ဒီ၅ချောင်းကိုသမီးကဘာလုပ်ရမှာတော့ဆိုတော့ break each compound sentence into two simple sentences simple sentence နှစ်ခုအနေနဲ့ခွဲပြပါ for example number 1လေးဒီချဲခွဲပြထားတယ် I wanted to go to the park full stop period ခေါ် full stop ခေါ်ပေါ့ it started to rain တွေ့လားခလေး ဟုတ် ကဲအဲ့လိုမျိုးလေးဒါဆိုရင် number 2လေးသမီးခွဲကြည့်ပါအောင်ဘယ်လိုရမလဲ I study hard ရှိပါဟဲ့ she study hard she study hard yeah beautiful stop she passed the exam
he passed the exam ဆိုတော့ full stop ချလိုက်ပြီဆိုတော့ဟိုကောင်ကလည်း sentence ဖြစ်သွားပြီဖြစ်တဲ့အတွက် she က capitalize နဲ့ရေးရမှာနော်အဲ့ဒါတော့သိတာဟုတ် ဟုတ်ဒီ okay တမီး we visited the museum and we saw many paintings လုပ်ပြပါ we visited the museum. Full stop. We saw many paintings. ဟုတ်ပြီ he likes coffee comma yet he prefers tea He likes coffees. Full stop. He prefers tea. okay I was tired so I went to bed early I was tired. Full stop. I went to bed early. ဒါပဲပေါ့ရမှာဟုတ် ဟုတ် အဲ့တော့တမီ common sentence တွေကိုသုံးတဲ့အခါမှာ use them to connect idea smoothly နော် idea ဆက်ဆက်နေတဲ့နှစ်ခုကိုတို့က smooth ဖြစ်အောင်လို့ဆက်ပေးတာပေါ့ကွယ်အဲ့ဒီမှာတမီ avoid the random sentence ဘာ using correct punctuation punctuation မှန်မှန်ကန်ကန်သုံးပြီးတော့ random sentence ကိုရှောင်ရမယ် random sentence ဆိုတာတို့ရေးတဲ့အခါမှာဒီ punctuation တွေမှန်ရဲ့လား standard English ကိုစစ်တဲ့နေရာမှာဒါတွေပါထည့်စစ်တာပေါ့နော်တမီတို့ရေးဒီမှာဟိုမှာပါလဲ ER မှာ essay ရေးမှာမလားessay ရေးတဲ့အခါကျရင်ကိုယ့်ရဲ့ essay ထဲမှာဒီလို random sentence တွေပါမသွားဖို့လိုတယ် random sentence ဆိုတာက punctuation လွဲနေတာပေါ့ဥပမာဘယ်လို punctuation လွဲတာတော့ဆိုရင်ဒီမှာကြည့်သမီး independent clause coordinating conjunction အရှိမပါလေးတွေပါတော့ comma comma ပါအဲ့ comma မပါရင် random sentence ဖြစ်သွားတာသိလားအဲ့တော့သမီးက compound sentence တွေရေးတိုင်းမှာ compound sentence တွေရေးတိုင်းမှာသမီးကဘာထည့်ဖို့မေးလို့မရဘူးတော့ comma comma နော် comma သာမပါဘူးဆိုရင်သမီးရဲ့အရေးအသားဒီ random sentence ဖြစ်သွားမယ်သိလားကလေးrandom sentence ဖြစ်သွားမယ် random sentence ဖြစ်သွားရင်ဘာဖြစ်တော့အမှတ်ရောတာပေါ့ standard English မရဘူးဆိုပြီးတော့အမှတ်ရောတာကဲအဲ့တော့ balance with the simple and complex sentences for variety သမီးတကယ်တိုင်းစာရေးပြီဆိုလို့ရှိရင်တော့ဒီချေတို့က simple sentence လေးတွေလည်းပဲထည့်ရေးမယ် compound တွေလည်းရေးမယ် complex တွေလည်းရေးမယ်နောက်တစ်ခါ compound complex တွေလည်းရေးမှာပေါ့နော်သမီးကိုအဲ့ sentence structure ၄ခုကိုပိုင်နိုင်ဖြစ်သွားအောင်လို့ဒီချေတို့တွေရေးကြမယ်လေ့ကျင့်ကြမယ်ပေါ့နော်အဲ့ sentence structure ၄ခုလေးကိုတေချာလေးရေးထည့်သွားပြီဆိုရင် writing မှာဒါတော်တော်ဟုတ်သွားပြီပေါ့နော်ကဲအဲ့တော့ example ကိုကြည့်ရအောင် only simple sentences တွေနဲ့ရေးထားတယ်တွေ့လား I went to the park I saw my friend we play football ဟောတွေ့လားသမီးဟုတ်အဲ့ဒါလေးတွေဒီဘာ sentence တွေတော့ simple sentence ဟုတ်ပြီကဲအဲ့ simple sentence တွေကိုဒီကျတို့က common sentence အနေနဲ့သူဆက်ထားလေးကြည့်ရအောင် I went to the park comma and I saw my friend comma so we played football တွေ့လားကလေးဟုတ် ကဲအဲ့တော့ तू sentence ၃ချောင်းကို तू ဆက်ချလိုက်တာဘယ်နှချောင်းရတော့ တစ်ချောင်း အကြောင်းနဲ့ဆက်လိုက်တယ်ဒါပေမဲ့ comma conjunction နဲ့capitalize လုံးမလုပ်ကိုတော့သတိထားမှာပေါ့ရပါသလားရှင် ဟုတ်ရတယ် okay ကဲအဲ့ဒါဆိုရင်သမီးဒါလေးကို common sentence အနေနဲ့ရေးကြည့်ပါအရင်ဆုံးဖတ်ကြည့်ပါအောင် sentence ကဘယ်နှကြောင်းတော့ကလေး my school is paid is hard running classroom the teachers are kind the students are friendly we study hard we play football after class say silent ကဲအဲ့ဒါကိုသမီးက common sentence အနေနဲ့ဆက်ကြည့်မယ်သမီးကြိုက်တဲ့ clause တွေကိုယူပြီးတော့ဆက်လို့ရတယ်simple sentence က6ကြောင်းရှိတဲ့အတွက်ဒီချေတို့က common sentence က3ကြောင်းထွက်လာမှာပေါ့ဟုတ်လားသမီး2ကြောင်းနဲ့ဆက်ရေးလိုက်လဲရတယ်နော် common sentence 2ကြောင်းပဲထွက်မယ်ဆိုလဲ is okay common sentence 3ကြောင်းထွက်တယ်ဆိုလဲ is okay 3ကြောင်းထွက်တော့ပို့ပြီးတော့များလို့မရဘူးဟုတ်လားကလေးဟုတ်ကဲအဲ့တော့ coordinating conjunction fan point လေးကိုသုံးပြီးတော့ဆက်ကြည့်ပါ idea တွေကသမီးအဲ့မှာသူပေးထားတဲ့ sentence တွေအတိုင်း correct order ဖြစ်စရာမလိုဘူးသမီးဘာသာသမီးအဆင်ပြေတဲ့ idea နှစ်ခုကိုဆက်ပြီးရေးလို့ရတယ်ဟုတ်ရလားကလေးဟုတ်ရတယ်ရေးကြည့်ပါအောင်ရှင်ဒီနိုင်ပါတယ်ရှင်မှန်ပါတယ်စာလေး2ကြောင်းနဲ့ခြုံချလိုက်တာ very good comma punctuation တွေလည်းပဲမှန်တယ်okay သမီးကဲဒီတော့ဒီမဲ့သမီး read the text နော်စာလေးကိုဖတ်ကြည့်မယ်ပြီးလို့ရှိရင် underline
underline the compound sentence ကဲသမီးတစ်ချက်ကို compound sentence လေးတွေပြောပါအောင်ဘယ်နှကြောင်းတွေ့တော့ဗာလေးတွေတော့ I work at early, but I stay very tired. ဒါပေါ့ဟုတ်တယ် I woke up early but I still felt tired မှန်တယ်သမီး The park was full of people and many children were playing football. မှန်တယ်ဟုတ်တယ်သမီး coordinating ကိုညာရှင်းပါလေးတွေ့တော့ And မှန်တာပေါ့ okay ကဲနောက်တွေ့သေးလားရှင် we talked for a while, but then he had to leave because तू ကကြတော့လေသမီး तू က compound complex ဖြစ်သွားပြီအဲ့နောက်မှာ because he had an appointment ဆိုတာ two independent तू ကကြတော့ compound complex ဖြစ်သွားပြီ independent နှစ်ခု dependent တစ်ခုဆိုတော့ဒီကျတော့အခု compound sentence ပဲရှာမှာကဲနောက်တစ်ကြောင်းရှာပါအောင်ဗာတွေ့သေးတော့ I bought a sandwich and it's tasty. ဒါပေါ့ Delicious. it tasted delicious very good သမီးမှန်ပါလေရှင်ကဲ write 10 compound sentences about your hobbies and interests အဲ့လေရေးပြီးသွားပြီမလား Oh, okay ကဲ complex sentences ကိုသွားရအောင် complex sentences ဆိုတာဘာတော့ဆိုတော့ a complex sentence has one independent clause and at least one dependent clause နော် independent clause တစ်ခုရှိမယ် dependent clause တစ်ခုရှိမယ်အနည်းဆုံးတစ်ခုစီပေါ့ကွယ်တစ်ခုစီနော်ဆိုတော့ although it was raining we went outside ကဲသမီးအဲ့ဒီမှာဘယ်သူက independent ဘယ်သူက dependent လို့သိလား independent ဒီ teacher တို့ကို complete idea ပေးတာဒီ independent လို့ပြောတယ်လေအဲ့ဒါဘာဖြစ်မလို့ we went outside. အပေါ်မှန်တယ်ကလေး we went outside the independent clause ပေါ့ဟုတ်လားဘာဖြစ်လို့လဲ तू ကပြည့်စုံတယ်လေ तू ရဲ့အဓိပ္ပာယ်ကနော် तू ကပြည့်စုံတယ်နောက်သမီး although it was raining ကကြတော့ dependent နော် dependent ဘာဖြစ်လို့လဲမိုးရွာနေတော့လဲပဲဆိုတော့ तू ကဘာဖြစ်လဲဆိုတော့ it can stand alone နော် तू ဘာသာ तू တခုတည်း sentence အနေနဲ့ရပ်တည်လို့မရအောင်နော် तू ဘာသာ तू တခုတည်း sentence အနေနဲ့ရပ်တည်လို့မရဘူးအဲ့ဒါကြောင့်မို့လို့ although it was raining ဟုတ်ပြီလားကလေး Oh, အဲ့တော့ the dependent clause can stand alone as a sentence it has detail or condition to the main idea နော်ကဲအဲ့တော့သူ့ရဲ့ structure လေးသမီးဒီ structure လေးကိုမှတ်ကြရအောင် independent clause plus subordinating conjunction dependent clause ဒီလိုလေးဖြစ်နိုင်တယ်မဟုတ်ချင်လေသမီးနောက်ပုံစံတစ်ခုကဘာဖြစ်နိုင်လဲ dependent clause သူတို့နှစ်ခုဒီပြောင်းပြန်ပေါ့ independent ရှေ့ရောက်ချင်ရောက်မရရင် dependent ရှေ့ရောက်လဲရတာပဲပြဿနာမရှိဘူးနော်ဥပမာဆိုပါတော့ကွယ် I stay home because I was sick because I was sick, I stay at home ဒီလိုလဲရတာပဲသိလားနောက်တစ်ခုဒီချက်ရေးပြအောင်မယ်ဟဲ့ဥပမာဆိုပါတော့ ငါသူတို့မြင်လိုက်တယ်ဆိုရင်ပဲသူတို့ကထွက်ပြေးသွားတယ်တွေ့လားခလေး as soon as I saw them they ran away ငါသူတို့မြင်ချင်းပဲသူတို့တွေထွက်ပြေးသွားတယ်အဲ့ဒီမှာ teacher က as soon as ဒီအဲ့ဒါဘာလဲဆိုလို့ရှိရင် subordinating conjunction ပေါ့ဒီမဲ့ subordinating conjunction လေးတွေကို teacher မှတ်ထားပေးတယ်အများကြီးရှိတယ် तू ကကြတော့ fan point လိုမျိုး9ခုလောက်တယ်မဟုတ်ဘူးတမီး तू ကအများကြီးဖြစ်သွားတာသိလားခလေး oh, အေးနော်အဲ့တော့ teacher ကအဲ့ဒါကိုအဲ့လိုမရေးပဲနဲ့ကွယ်ဒီလိုလေးရေးလိုက်မယ်ဒီနေရာမှာ teacher က the thief လို့ရေးလိုက်မယ် run. The thieves ran away as soon as I ကဲအဲ့ဒီမှာ teacher ကော်မာသုံးသေးလားကလေး မသုံး မသုံးဘူးပြောချင်တာကဒီ subordinating conjunction ပါတဲ့ dependent clause
သမီးခေါင်းထဲမှာဆက်မြဲမှတ်ထားဖို့ဟာ dependent clause ဒီအမြဲတမ်း subordinating conjunction နဲ့စမယ်သိလား subordinating conjunction နဲ့စမယ် subordinating conjunction နဲ့စလိုက်တဲ့ clause ဒီ dependent clause အဲ့ဒီ dependent clause ကို sentence ရဲ့အရှေ့မှာထားရင်သူ့အဆုံးလေးမှာ comma ထည့်ပေးရတယ်ကလေး introduction to fiction ဒီနေ့ fiction အကြောင်းလေးကိုစလိုက်ကြရအောင် နားလားသမီးဘာနားလည်လားယင် နားလေ အမအကြီးစာကိုကြည့်ပဲဘာတွေရှောက်နေတာတော့သမီးအဲ့ဒီမှာ as soon as I saw them they ran away အဲ့မှာ teacher comma လေးထည့်လိုက်တယ်တကယ်လို့ teacher က the thieves ran away as soon as I saw them ဒုတိယ sentence မှာကျတော့သမီး dependent clause ကဘယ်ရောက်သွားတော့ hello hello လင်းလင်းသမီးကြားလား ဟုတ် အေး as soon as I saw them ဆိုတဲ့ dependent clause ကဘယ်ရောက်သွားတော့ sentence ရဲ့အရှေ့မှာလားနောက်မှာလား နောက်မှာ အနောက်ကိုရောက်သွားတယ်အဲ့တော့သမီးဒုတိယ sentence မှာကြည့်လိုက်ဘာမတွေ့တော့ဘူးတော့ ကောပါ comma မလို့တော့ဘူးတွေ့လားနော်နောက်တစ်ခု teacher ပြောဦးမယ်အေးတို့လွယ်ကူကူပေါ့ဗာလေးတော့ဆိုတော့ if နဲ့သုံးကြည့်ရအောင်နော်win လဲရပါတယ် win why လဲရတာပဲဥမာဆိုပါတော့ဟဲ့ while I was studying ငါစာလုပ်နေတော့သူမငါ့ကိုဖုန်းခေါ်ခဲ့တယ်ဟုတ်လားသမီးအဲ့ဒီမှာ dependent clause ကဘာတူလဲကလေး why why dependent clause က why တော့မလုပ်ပါနဲ့ while I was studying I was studying why ဆိုရင်သမီးကဘာဖြစ်သွား why ဆိုရင် subordinating conjunction ပဲဖြစ်သွားပြီလေဟာသိလား ဟုတ် အဲ့တော့ကဲ teacher ကပြန်ပြီးတော့ရေးကြည့်မယ်ဟဲ့ဒီလိုလေးရေးမယ် she phoned me while I was studying ကဲဒီလိုလေးဆိုရင်သမီးဒုတိယ sentence မှာဘာမတွေ့တော့ဘူးတော့ comma အဲ့တော့သမီးကဒီလိုမျိုးလေးမှတ်လို့ရတယ်နော် independent clause plus subordinating conjunction dependent clause ဒီလိုလေးမှတ်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင် teacher တို့နောက်တစ်ခုအခု teacher တို့ရေးနေတဲ့ပုံစံအရဆိုဘာရင်လာတော့ independent clause dependent အရင်လာပြီးရေးကြည့်ရအောင်နော် dependent dependent clause ပြီးရင်ဒီလိုလာမှာပေါ့သူက subordinating conjunction plus ဟုတ်လားသမီး subordinating conjunction plus dependent clause comma နောက်မှာပါလာမလဲ independent clause သမီးအဲ့ form လေးနှစ်ခုကိုအရင်ကူးလိုက်ပါ independent clause plus subordinating conjunction plus dependent clause subordinating conjunction plus dependent clause comma independent clause အဲ့ဒါလေးကူးလိုက်ပါ
ပြီးတော့ရေ Okay ကဲအဲ့တော့ဒီချက်ဒါလေးပြန်ပြီးတော့ဖြတ်လိုက်တော့မယ်နော်သမီးစာအုပ်ထဲမှတ်ပြီးပြီဆိုအဲ့တော့သူ့မှာကြတော့ဒိုကွန်မာအသုံးလေးအားသတိထားမယ် dependent clause ကရှိမှဆိုရင်တော့ကွန်မာလေးသုံးမယ် independent clause ကရှိမှဆိုလို့ရှိရင်တော့သုံးစရာမလိုဘူးပေါ့နော်အဲ့တော့ဒီမှာ I stay home because I was sick ဆိုတော့ dependent clause ကနောက်ရောက်နေတယ်ဆိုတော့ဒိုတွေကွန်မာမလိုဘူးနော်သူကလည်းပဲဟို command sentence လိုမျိုးပဲ show relationship like cause contrast time or condition ဒါလေးတွေတစ်ခုနဲ့တစ်ခု related ဖြစ်နေတဲ့ idea တွေကိုပြောမှာပေါ့ရလား ဟုတ် ဒီပဲသမီးကြည့်ရအောင် identify dependent clauses and independent clauses ကဲသမီးဒီ sentence 10ကြောင်းမှာတစ်ကြောင်းချင်းစီမှာ dependent ကဘယ်ဟာ independent ကဘယ်ဟာရှာကြည့်ကြရအောင်နော်ကဲ number 1 although the weather was terrible the team continued their training because the championship was only a week away ဆိုရင်သမီးအဲ့ဒီမှာ independent ဘယ်နှခုတွေ့တော့ dependent clause ဘယ်နှခုတွေ့တော့ dependence ကတစ်ခု dependent တစ်ခုကဘယ်ဟာတော့ although the weather was although the weather was terrible okay အဲ့တော့ဒီမှာ dependent နဲ့စတယ်ဆိုတော့ dependent clause ရဲ့အဆုံးလေးမှာတို့က comma လေးထည့်လိုက်တယ်ဟုတ်လား the team continued their training ဒါလေးကဘာ clause တော့ independent clause dependent clause သမီးအနောက်မှာ because the championship was only a week away အဲ့ဒါကြတော့ independent because လေ because က subordinating ကိုရှင်လေးကလေး dependent clause dependent clause အဲ့တော့သမီး dependent clause ဘယ်နှခုတွေ့တော့ဒီမှာတစ်ခုဟုတ်လားပြီးတော့ဒီမှာတစ်ခုနော် dependent နှစ်ခု two dependent one independent ဟုတ်လားကလေး ဟုတ် ရတယ်နော် two dependent one independent ကဲနောက် number 2 I stay at home since I had forgotten to bring my umbrella while my brother went out to meet his friends ကဲသမီး independent dependent နေရှာကြည့်ပါဦးအရင်ဆုံး subordinating ကိုညာရှင်းရှာလိုက်ကွာ subordinating ကိုညာရှင်းသမီးဘာတွေတွေ့တော့ since တွေ့တယ်ပြီးတော့ why ဒါပေါ့ဒါဆိုရင် since နဲ့စတဲ့ဒီကောင်ကြီးက dependent clause ဟုတ်လားဒီမှာလည်းပဲ why ကလည်းပဲဘာဖြစ်မလို့ dependent clause dependent ပေါ့ဒါဆိုရင်အရှိက I stay at home က independent clause independent ပေါ့ရလားကလေး ဟုတ်ရ And now number 3 မှာ if you study consistently you will notice that your writing improves faster than you expect ဆိုတော့ကဲ subordinating ကိုညာရှင်းရှာပါဘာလို့တွေ့တော့ consistently subordinating ကိုညာရှင်းဟာဘာလေးတွေ့လဲ consistently subordinating ကိုညာရှင်းလေမနောက်နဲ့လေ subordinating ကိုညာရှင်းပါတော့ subordinating ဒီမှာလေ if လေမမရဲ့
consistently adverb ကြီး adverb for manner စာကိုဒီတိုင်းမှတ်တာကြိုးစားရင်ဒီလိုပြောတာလေအဲ့တော့ if ဟုတ်လား if you study consistently အဲ့ဒါကြီးကဘာ clause တော့ Definite clause. independent လား dependent လားသမီး subordinating conjunction နဲ့စရင်ဘာ clause တော့ Definite clause. dependent okay ဒါဆိုရင်နောက်က you will notice that your writing improve faster than you expect ကဘာဖြစ်မှာတော့ Independent clause. dependent ပေါ့ okay now number 4 the book that I borrowed from the library is fascinating because it explains how cultures develop over centuries ဆိုရင်ဘာလေးတွေတွေ့လို့ Because because is ဘယ်နာမှာ okay အဲ့တော့ဒီ clause ကဘာကြီးတော့ subordinating conjunction. subordinating conjunction နဲ့ပြောတာဖြစ်တဲ့အတွက်ဒီနောက်က clause ဒီ dependent clause ဟုတ်လားကလေး Depend. အဲ့ဆိုဒီအရှိရ clause က Independent clause. independent okay okay now number 5 whenever she feels stressed she listens to music which helps her relax and concentrate better Whenever whenever ဟုတ်တယ် whenever she feels stressed ကဘာ clause ဖြစ်မလဲ dependent clause. dependent clause မှန်တယ်ရှင် she listen to music က independent clause ဟုတ်လားသမီး Independent. နောက်က which helps her relax and concentrate better အဲ့ဒါလေးကကြတော့ဘာဖြစ်မှာတော့ဆိုတော့ relative pronoun relative clause ပေါ့သူကနော်သူက relative clause relative clause ဒါတွေလည်းသီးသန့်ထပ်ပြီးတော့သင်ပေးဦးမယ်နော် relative clause တွေနဲ့ sentence ကိုဘယ်လို expand လုပ်လဲဆိုတာကဲနောက်နံပါတ် 6 လေးဖတ်ကြည့်ပါအောင်သမီး even though the movie was long I enjoyed it because the others performed brilliantly သမီးအဲ့ဒီမှာ dependent clause ဘာနှစ်ခုတွေ့တော့ဟဲ့ နှစ်ခု နှစ်ခုဘာနဲ့ဘာနဲ့တော့ even though the movie ဟုတ်တာပေါ့ was even though နဲ့ဘာနဲ့လဲ it because the because the other other okay ဒါဆိုရင်အလဲက I enjoy it ကဘာဖြစ်မှာတော့ independent clause. independent okay သမီးဒါဆိုရင် independent dependent ခွဲတတ်ပြီလား ဟုတ်တယ် ဟုတ်ပြီကဲအဲ့ဆိုရင်သမီးကအဲ့ဒီစာ10ချောင်းကိုသမီးရဲ့စာအုပ်ထဲမှာကူးရေးချမယ်ကူးရဲ့တပုတ်ပြီးတပုတ်ကိုတက်တက်ရက်ကလေးကြီးသမီးကလက်ရေးကတက်ရက်ပေးတာလက်ရေးကတက်ရက်ပေးတာဘာလေးလုပ်စီခြင်းလဲဆိုတော့ဒီ subordinating conjunction လေးတွေကို highlight ပြတာမျိုးသို့မဟုတ် underline လေးတားတာမျိုးလေးလုပ်စီခြင်းတယ်ပြီးသွားလို့ရှိရင်သမီးအဲ့ဒီမှာ independent clause ကိုdependent clause independent clause ကိုအဲ့လိုလေးအပေါ်မှာ teacher ရေးတယ်လို့လေဒီလေး i လေးနဲ့မှတ်ထားပေးစီခြင်းတယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်သမီးပို့ပြီးတော့ရသွားမယ်လို့ teacher ထင်တယ်လေနော်ကဲတော့စာ10ချောင်းလုံးကိုရေးမယ် subordinating conjunction ကို highlight ပြပြီးသွားလို့ရှိရင် clause တွေတစ်ခုချင်းစီမှာနာမည်လေးတွေတက် independent ဆို I dependent ဆို D ရေးထားရအောင်နော်ကဲရေးပြီးသွားရင် teacher ကိုပြအောင်1 to 10 teacher ကအခုနံပါတ်6အထိလုပ်ပေးလိုက်တယ်သမီးက1 to 10အကုန်လုံးရေးချမယ်သမီးဘာသာသမီးထပ်ပြီးတော့ရှာကြည့်မယ်ပေါ့နော်ရှာကြည့်မယ်ဘယ်ဟာ7 to 10မှာကွာတာကိုရှာကြည့်မယ်ပေါ့ပြီးရင် teacher ကိုပြသမီးရဲ့ notes နော်